အကိုပြောမယ်ဒီမှာဒီကြည့်ဒီမှာအကိုပြောမယ်ညီကလေညီအောင်ကြားမှာကြွေးချင်တာအကိုညီကိုမနှင်းညာကြလားအကိုကောင်းကောင်းတိလိုက်ပြီဘဒုကိုတော့အကိုထိုးချင်တာမဟုတ်လားအေးဒီမှာအကိုပြောမယ်အကိုမုံရွာဧည့်သည်တွေလာမှာနော်အဲ့ဒီဥစ္စာကိုအကိုလှုပ်ပေးအကိုပတ်စံအကုန်လုံးပေးမယ်ငါညီမကိုလည်းအကိုချစ်လို့မဟုတ်နော်ခံစားနေရတာများလာဘဒုကိုတော့ဘဒုထိုးမှာတော့ဒါနဲ့မရောက်ပတ်တိလိုက်အဲ့ကိုဒီမဲ့ဟိုမုံရွာကမတ်ငယ်တို့ဟိုကိုခံနေလာမှာအကိုအဲ့ခံနေတယ်ဘီယာလဲဒီအိမ်မှာတောက်မယ်အမီးလဲရှယ်လုပ်ပေးငါစိတ်စိုးစိတ်မကောင်းနေတဲ့အချိန်မှာကိုမမောင်မပါဘူးမှလာစိုးပါဘူးမစိတ်မကောင်းကိုအဲ့တိုင်းကိုဝါတိုက်မှကြီးရောဒီမဲ့အကိုဘီယာတစ်ဖာမှားထားတယ်ရင်ထဲမှာခံစားနေရငါညီမလဲဘီယာအကိုတို့နဲ့မဟုတ်တို့စားတဲ့နောက်နာထွက်တော့ဘာလို့အေးအေးဟာဒီမဲ့အကိုညီဒီမဲ့ကျန်တဲ့ဟာလှုပ်နေအကိုကိုတောင်နဲ့တောက်အေးလားနော်အေးလားအဲ့မှာချိန်မွေးထားအဲ့မှာချိန်မွေးမနေ့ကကော်ပီတော့ဝင်လဲလို့ထုတ်ထိုးလို့အောင်တုတ်ထိုးလို့မငယ်တို့ကတားကြိုက်တယ်မငယ်ဘီယာကိုငါတို့နဲ့လေဘယ်တောက်နိုင်တယ်နော်ဟောဗျာမငယ်ဘီယာကိုအကိုနဲ့လေဘယ်တောက်နိုင်တယ်ရှင်းလိုက်စမ်းရှင်းမငယ်တက်တိရှိထောက်ခက်လို့လုံးစားအေးငါတောက်လေဘဒုကိုတော့ညီယောက်ကြဘူးလားညိုးတော့ညိုးနေတတင်းနေအောင်ကြားညီရလေလုတ်ပါနဲ့အေးမလုတ်ပါနဲ့ညိုးကျုပ်ရှင်နေမှာခံစားနာရဲ့အကျဉ်းချင်းခါကျုပ်ရှုံးခဲ့ရတယ်ဟိုတချင်အကျဉ်းချင်းခါရှုံးနေဒီရည်ဆိုလိုလိုက်ပါတိထားစမ်းမဒီကောင်ကိုခေါင်းနဲ့ထည့်မနေနဲ့ကိုရင်ထဲမှာဘာမှမရှိတော့လို့ခံစားဘာမှမရှိတော့တဲ့ပုံစံမျိုးနဲ့နေကြည့်လိုက်အိတ်ကြည့်လိုက်တာလေမျောနေအဲ့တိုင်းပဲနေလေစားတော့ကတော့ဆွေးတော့ကတွေရောက်ပြီးတော့ငါကတော့လေစားလေတက်စိတ်လုံးဝဟုတ်တယ်ကိုတို့ဒီဖျားပွဲကိုမငယ်တို့ကသူလာမှာစင်ကိုထတ်တို့နဲ့လာမှာအဲ့ရောကျတော့အရှယ်ပြုစုလိုက်မယ်ဘီယာတစ်ဖာဝဲထားတယ်အကိုရဲ့ညီရမောင်မနဲ့မငယ်တို့ကလင်မယားနဲ့ဟုတ်တယ်မဟုတ်လားဟောဗျာဟုတ်တယ်လို့အေးဝတ်သားတို့ထိုးကောင်းကောင်းလှုပ်ထားမငယ်လာခဲ့ပါရှင်လို့ငယ်လာခဲ့ပါရှင်ကျန်တဲ့ဖန်နေလဲလာခဲ့ပါရှင်လို့ကျန်တဲ့ဖန်နေလဲလာခဲ့ပါရှင်ကျမတို့ထူးအခမ်းပါမယ်နော်ကြလားလို့ကူးလုပ်ပေးမယ်လို့မုတ်ကြော်တာအခုဒီမှာမုတ်ကိုဆယ်တယ်ပဲဆယ်တတ်တာနော်အေးဆယ်ငါထက်ပေးမယ်အေးငါထဲငါအောင်အဲ့ဒါကြောင့်ငါဆွတ်ခတ်နေတာငါခေါင်းလေးနဲ့နေပြီလားဘာမှကူနေငါမိမငါဘာကူလုပ်မယ်မရှိမကျွေးနဲ့ဟဲ့မပိုင်ဖြစ်ပတ်ချမ်းနှစ်ဖဲလေးစားကျွေးတယ်ငါငါမတခါငါဘာကြည့်ရတယ်အေးမကျွေးနဲ့ရှင်းမယ်ကျွေးလည်းမကျွေးချင်မျက်နှာနဲ့သူ့အခွက်ကိုမကြည့်ချင်တာညီအတဲ့ရင်တမျိုးမတဲ့ရင်တမျိုးမတဲ့လို့ပြောချင်တယ်ရေစက်တွေကုံအောင်စောင့်နေတာအဲ့ရေစက်ကုံနဲ့နေသူနဲ့ကြုံနေတဲ့ဘဝစက်သိမ်းနေတယ်ကြည့်ထားပါမယ်ဒါတော့တင်းနွယ်တဲ့ရှိတာခွလွတ်နိုင်တယ်အစွမ်းကုန်ခွလို့ခွလွတ်နိုင်တဲ့အတိုင်းဒါကုန်ပြီဆိုမှတော့နော်တော့ကြာကိုထိုးပြီးလိုက်မယ်တော့